အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ KND ကွန်ပျူတာသင်တန်းကျောင်းနေပြီးတော့ကျေးဇူးပါခံနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါပါတယ်ကျွန်တော်တို့ KND ကွန်ပျူတာသင်တန်းကျောင်းမှာကျွန်တော်တို့ IT နယ်ပယ်တွေကိုဝင်ရောက်လုပ်ကိုင်ခြင်းတဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ဖွင့်လှစ်ပေးထားတဲ့ Computer Certification Course ဆိုတဲ့တန်ခွဲလေးကိုတက်ရောက်လို့ရပါတယ်ဒီတန်ခွဲမှာကျွန်တော်တို့ဘာတွေကိုသင်ကြားပေးသွားမှာလဲဆိုတော့ပထမဆုံးအနေနဲ့ Desktop Computer ထဲမှာပါတဲ့ Hardware Device တွေရဲ့အကြောင်းတွေ Laptop Computer ထဲမှာပါတဲ့ Hardware Device တွေရဲ့အကြောင်းတွေဒီ Hardware Device တွေကိုအဖြုတ်တက်ပြုလုပ်ပုံပြုလုပ်နည်းတွေနောက်နေ့ကျတော့ဆက်ကမတက်တော့ဘူးဒါဆိုရင်ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့ပြဿနာဖြေရှင်းပုံဖြေရှင်းနည်းတွေအဲ့ဒါ course မှာကျွန်တော်တို့သင်ကြားပေးသွားမှာဖြစ်ပါတယ်တင်နေရက်တွေကတော့ကျွန်တော်တို့ဒီဘက်ကို၄ရက်တန်ခွဲရှိမယ်ဒီဘက်ဒီတန်းလေးကိုစိတ်ဝင်စားလို့တက်ရောက်ချင်နေဆိုရင်တော့ကျွန်တော် KND ကွန်ပျူတာသင်တန်းကျောင်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော် KND ကွန်ပျူတာသင်တန်းကျောင်းတော့တာမွေမြို့နယ်ကြောင်မြောင်းစည်းမှတ်တိုင်ဒီတိုက်နံပါတ်242ပထမတက်မှာတည်ရှိပါတယ်ဖုန်းနံပါတ်တွေကတော့445489 2590 546ကိုကျွန်တော်အသေးစိတ်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်